အားလုံးပဲမင်္ဂလာပါ Woman Specialist ပိုင်းလွင် page ကနေပြီးတော့ပြန်လဲကြိုးစိုးလိုက်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးပြီဆိုရင်တော့သင်အမျိုးသမီးတွေကိုနောက်ထပ်စိတ်ရှုပ်အောင်ထပ်လုပ်ချင်တော့မှမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အမျိုးသမီးတွေကသူတို့ဘာသူတို့အလိုလိုနေနေအောင်စိတ်ရှုပ်နေကြလို့ပါ။ Okay ခုလိုမျိုးအမျိုးသမီးတွေကိုစိတ်ရှုပ်နေစေတဲ့အချက်9863ချက်ရှိတဲ့နေရာမှာအစွန်းတော်လေး3ချက်ကိုဒီနေ့ဗီဒီယိုလေးမှာပရိသတ်ကြီးကို sharing လုပ်ပေးတော့မှာဖြစ်ပါတယ်။ကဲပထမဆုံးအနေနဲ့အမျိုးသမီးတွေကိုစိတ်ရှုပ်စေတာကတော့သူတို့ရဲ့ရှည်လျားတဲ့လက်သေးတွေဖြစ်ပါတယ်။အဲ့ဒီလက်သေးတွေကြောင့်သူတို့မှအလုံးလုံးရင်လည်းစိတ်ရှုပ်ရဖုန်းသုံးရင်လည်းစိတ်ရှုပ်ရနဲ့အင်မတန်ကိုစိတ်ရှုပ်ရစေပါတယ်အခက်မသိလို့အဲ့လက်သေးကြီးကကျိုးဝပြန်တော့လေတစ်ဖက်ပို့ပြီးတော့စိတ်ရှုပ်ရစေပါတယ်အဲ့လိုပြောလို့လက်သေးကိုအတူထားပါလားဆိုတော့လေအတူထားပြန်ရင်အဲ့ဒီလက်သေးငုတ်တို့လေးကိုမြင်တာနဲ့တပြိုင်နက်အလိုလိုနေရင်ကိုစိတ်တွေပို့ပြီးတော့ရှုပ်လာစေတာဖြစ်ပဲအတွက်လက်သေးကိုအရှိထားမှကိုဖြစ်တာဖြစ်ပါတယ်ဒုတိယချက်ဒီချက်ကတော့မျိုးသမီးတွေလုံးဝမတရားဘူးလို့ပြောလို့ရပါတယ်။ဘာဖြစ်လဲဆိုတော့ညိုကီတို့ကရေချိုးတဲ့ချိန်ကြလို့ရှိရင်ခေါင်းစာခြေဆုံးဆက်ပြတစ်ခုရဲနဲ့တိုက်လိုက်လဲဘာမှမဖြစ်သွားဘူးဆိုပေမဲ့မျိုးသမီးတွေကတော့အဲ့လိုမရပါဘူး။သူတို့က face wash, body wash, shampoo, conditioner, body scrub, elbow scrub, booty scrub, neck scrub, head scrub ပြောနေပြီးတော့မဟုတ်ဗျာ။ထားပါတော့ဗျာ။အဲ့ဒီမှာမှအရေးကြီးဆုံးကတော့ face wash ပေါ့ဗျာ။ဘာဖြစ်လဲဆိုတော့သားရည်နဲ့လိုက်ပြီးတော့သုံးရတာ哦ကဲအဲ့တော့လည်းမပူပါနဲ့ Pond's ရဲ့ Bright Perfect Special Edition ရှိပါဒီလေဘူးကြီးကပြောင်းပြန်ပြီPond's Bright Perfect Special Edition က Gentle မျက်နှာသစ်ဆေးဖြစ်လို့မျက်နှာသစ်ပြီးတိုင်းကြည်လင်ဝင်းပါပြီးတော့အသားရည်ကိုဆွဆွအီလေးဖြစ်စေပါတယ်အမြုပ်ထွားကပုံမှန်ပေမဲ့တန့်စင်စွမ်းအားကောင်းပုံပါတယ်ကဲခုကျွန်တော်ဗီဒီယိုကြည့်နေတဲ့ညိုကီတွေလည်းကို့အမျိုးသမီးကြီးစားကိုစိတ်မလျှော့အောင်ဝယ်ထားပေးလိုက်ပါဒီလောက်ပဲပြောတော့မယ်ဗျာကြာကြီးပြောလို့ရှိရင်ကျွန်တော်ဗီဒီယိုကြည့်နေတဲ့အမျိုးသမီးတွေကဘာဖြစ်လို့ကောင်းဆိုအစာတွေကမွယ်ပေးရတယ်ဆိုပြီးညိုကီတွေကိုရင်းနေမှာဆိုနောက်ဆုံးချက်ဒါကတော့ bro တီးပြီးသားဖြစ်မှာပါဒါပေမဲ့ဘယ်တော့မှတော့နားလဲမှာမဟုတ်ပါဘူးအဲ့ဒါဘာဖြစ်မဲ့ထင်လဲဟုတ်ပါတယ်စီစဉ်လာခြင်းဖြစ်ပါတယ် What the hell ညာဒီလာတာမဟုတ်လားအတူတူပဲကွာရှာမရှင်နဲ့ဟုတ်ကဲ့ပါဘရိုတို့တည်ထားတာကတော့မျိုးသမီးတွေကတစ်လမှတစ်ခါစီစဉ်လာတယ်ဆိုတာလောက်ပဲတည်ထားတာပါတကယ်ကတော့အဲ့လောက်မရိုးရှင်းပါဘူးစီစဉ်လာတာကတစ်လမှတစ်ပတ်လောက်ကြာတယ်ဆိုလို့ရှိရင်စီစဉ်မလာခင်တစ်ပတ်မှလည်းကြိုပြီးတော့စိတ်ရှုပ်နေတတ်ကြတယ်လို့စီစဉ်လာပြီးတော့တစ်ပတ်အကြာမှလည်းထပ်ပြီးတော့စိတ်ရှုပ်နေတတ်ကြတယ်ဒါတော့ premenstrual syndrome နဲ့ postmenstrual syndrome တွေလို့ခေါ်ပါတယ် What the fuck bro ဆိုတော့ bro တို့ကတစ်လမှာရှိတဲ့၄ဘက်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်နေပေမဲ့သူတို့မှာတော့၃ဘက်လောက်မှာဘိုင်းအောင်လိုက်ခါနာလိုက်နဲ့တော်တော်ကြီးကိုစိတ်ရှုပ်နေကြရတာဖြစ်ပါတယ်အဲ့လိုအချိန်မှာတော့ bro ရဲ့အသက်ရှူတန်တို့ပုံမှန်တိုင်းရှင်တန်ဖြစ်တည်နေမှုတို့ကလည်းသူတို့အတွက်စိတ်ရှုပ်စရာကြီးတစ်ခုဖြစ်နေနိုင်ပါတယ်အဲ့ဒီအချိန်မှာ bro ကရှာရှည်ပြီးတော့သူတို့ကိုသွားဆတာတို့သွားဆွတာတို့လုပ်လိုက်လို့ကတော့ bro ရဲ့အသက်ကိုဖက်နဲ့ထုတ်ထားပါလို့ပဲပြောချင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအခုလိုမျိုးဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကြံရှိနေတဲ့9860ချက်ကိုတော့နောက်ထပ်ဗီဒီယိုမှာဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟဲ့နေအဲ့မှာဘာထိုင်လို့နေရလဲဟောဗီဒီယိုရိုက်နေရလေမိမရဲ့ဗီဒီယိုရိုက်ရလဲရိုးရိုးရိုက်ပါလားဘာကိစ္စအသက်ကိုတချူးယူနဲ့ရှူနေရလဲဟာ